Minecraft လို့ပြောလိုက်ရင်တောတောင်ရင်ပြင်တွေတစ်ပင်တွေနဲ့လှပတဲ့ရင်သက်ရှူမောဝယ်ရာအတုံးကဘာကြီးဆိုတာကိုတော့အားလုံးပဲသိကြမှာပါဒါပေမဲ့ဒီလောက်လှပတဲ့အတုံးကဘာကြီးမှာလည်း viewer တို့မသိသေးတဲ့အမှောင်ဘက်ချမ်းတွေရှိလို့နေပါတယ်အဲ့ဒီတွေကနာမည်အကြီးဆုံးတစ်ခုကိုပြောရရင်တော့ horror entity တွေပါပဲ horror entity ဆိုတာ Minecraft သမိုင်းတစ်လျှောက်မှာတွေ့ရှိခဲ့တဲ့နာမည်ကျော်ကြောက်စရာကောင်းတဲ့အကောင်တွေကိုပြောတာပါအဲဒီကမှလူသိအများဆုံးကိုပြောရရင်တော့ Herobrine ပေါ့ဒီနေ့မှာတော့ Herobrine လိုမျိုးနာမည်ကြီး horror entity ၅ကောင်အကြောင်းကိုအလိုက်စားပြောပြမှာပဲဖြစ်ပါတယ်ပထမအဆုံးအကောင်ကတော့ Verity ပါသူ့ကိုတော့ viewer တို့သိပြီးလောက်မှာပါသူ့ရဲ့အကြောင်းကိုပြောရရင်တော့ဒီနှစ်နောက်ပိုင်းမှာနာမည်ကြီးလာတဲ့ horror entity တစ်ကောင်ဆိုရင်တော့မမှားပါဘူးပထမအဆုံးအနေနဲ့သူဟာတစ်တာပုံးလေးတစ်ခုတည်းကနေမျက်နှာပြုတ်လေးပါတဲ့အဝါရောင်အလုံးလေးတစ်ခုအနေနဲ့ player ရဲ့ wall တွေကိုရောက်လာပါတယ်အစာပိုင်းမှာတော့ player ကိုကူညီတဲ့ AI assistant တယောက်လိုမျိုး player မေးသမျှကိုဖြေနိုင်တဲ့အရာအလုံးကိုသိရဖော်ရတဲ့အလုံးလေးပဲဖြစ်ပါတယ်နောက်ပိုင်းမှာတော့သူ့ရဲ့စကားပြောတဲ့ပုံစံတွေဟာအရင်လိုမူမမှန်တော့ပဲတဖြည်းဖြည်းနဲ့ player ကိုဆွဲလန်းလာက obsession ဖြစ်လာပါတော့တယ်သူက player ကိုသူတယောက်တည်းပိုင်ဆိုင်ခြင်းနဲ့အကောင်လို့ပြောလို့ရပါတယ်တခြား mod တွေတခြားလူတွေနဲ့နေတာကိုတော့မကြိုက်ပါဘူးနောက်ဆုံးမှာ Verity ကသူ့ရဲ့ပုံစံအမှန်ဖြစ်တဲ့ monster ကြီးပုံစံကိုပြောင်းလဲသွားပြီး player ကိုတိုက်ခိုက်ပါတော့တယ်တကယ်တော့သူက player ကိုကာကွယ်နေတာပါဒါပေမဲ့နောက်ဆုံးမှာတော့သူဖြစ်ချင်တယ်လို့မဖြစ်လာတဲ့အခါ player ကိုတပ်ပစ်တာပဲဖြစ်ပါတယ် Verity ရဲ့ဖြစ်ပေါ်လာပုံပြောပါဆိုရင်တော့သူ့ကိုသိပ္ပံပညာရှင်တွေက player တွေကိုကူညီမဲ့ AI assistant တယောက်အနေနဲ့ဖန်တီးခဲ့တာဖြစ်ပြီးတော့နောက်ပိုင်းမှာအဲ့ဒီသိပ္ပံပညာရှင်တွေလည်းဘယ်ရောက်သွားလဲဆိုတာမသိရတော့ပါဘူးဒီလိုနဲ့သူက Minecraft ကဘာကြီးမရှိခင်တည်းကတည်ရှိနေခဲ့တာပါ player တယောက်ပြီးတယောက်နဲ့တွေ့ခဲ့ပြီးတော့အခုလိုပဲတပ်ပစ်နေခဲ့တာဖြစ်ပါတယ်နံပါတ်1 The Mimicker The Mimicker ကိုတော့ခြေတံလက်တံအရှိကြီးနဲ့ကြောက်စရာအသွင်မြင်ရှိရဲ့ Steve နဲ့တူတဲ့အရက်ရှိပေရှိတဲ့သရဝါလို့သိကြပါတယ်သူဟာ player ကိုအတန်နဲ့6လက်နိုင်စွဲရှိပြီးတော့အခြားအတန်တွေကိုလည်းတုပနိုင်တယ်လို့ဆိုပါတယ်အဲ့ဒါကြောင့်လဲသူ့ကို The Mimicker လို့ခေါ်ကြတာပါဒီအကောင်ကြီးရဲ့ဖြစ်ပေါ်လာပုံကိုပြောရမယ်ဆိုရင်ဟိုးရှိတုန်းကပေါ့ Steve နဲ့ Ella ဆိုတဲ့တငယ်ချင်းနှစ်ယောက်ရှိတဲ့သူတို့မှာခွေးလေးတစ်ကောင်လည်းရှိတယ်ဒီနေ့မှာတော့ Steve တို့ရှိရဲ့နေရာကိုအာကာသတွေက parasite ဂျိုသားတစ်ကောင်ကရောက်ရှိလာပါတယ်သူဟာ cave တစ်ခုထဲမှာရှိနေစေ Steve ကအဲ့ဒီ cave နားမှာတစ်ခုနေတာပါသူဟာ Steve ကိုချီးကပ်ပြီးတော့ Steve ရဲ့ကိုယ်ထဲကိုဝင်က Steve ရဲ့အုံနောက်ကိုထိန်းချုပ်လိုက်ပါတယ်ဒီလိုနဲ့ Steve ကထိန်းချုပ်ခံဘဝရောက်သွားပေမဲ့သူဟာမသေးသေးပါဘူးအချိန်တွေကြာလာတဲ့ခါမှာ Steve ရဲ့ခန္ဓာကိုယ်ကအခုလိုမျိုးပုံပြကပန်းပြဖြစ်လာခဲ့ပါတယ်အဲ့ဒီရဲ့နာကျင်မှုတွေကို Steve ကအသိစိတ်ရှိသေးတာကြောင့်ခံစားနေရတော့ဖြစ်ပြီးတော့ Parasite ဟာသူချစ်ရတဲ့တငယ်ချင်း Alice နဲ့ခွေးလေးကိုတတ်ခဲ့ပါတယ်ဒီလိုနဲ့ The Mimicker ဆိုတဲ့အကောင်ကြီးဖြစ်ပေါ်လာပါတယ် Steve က The Mimicker ဖြစ်သွားလို့လူတွေကသူ့ကိုကြောက်ကြတယ်ဆိုပေမဲ့တကယ်တော့ Steve ကထိန်းချုပ်ခံနေရတဲ့တနာစရာတားကောင်သားဖြစ်ပါတယ်ခင်ဗျားတို့လိုပေါ့သူမထိန်းချုပ်တာခံနေရတာလေ Giant Alice ဆိုတာက2020လောက်ကလေးက Herobrine ရဲ့ခိပြိုင်နာမည်ကြီးခဲ့တဲ့ horror entity တစ်ကောင်ဆိုရင်လည်းမမှားပါဘူးအသွင်ပြင်မှာတော့ပုံမှန် Alice ကိုမှသွေးတွေပေးရနေပြီးမျက်လုံးတွေကလည်းအနှံ့ရောင်ဖြစ်နေတတ်ပါတယ်အရွယ်အစားမှာ Minecraft ဘလောက်တုံး12တုံးအမြင့်နဲ့ညီမျှပါတယ်6လမ်းပုံကတော့ Herobrine လိုမျိုးထိပ်ပြောင်တစ်ပင်တွေလှုပ်တက်ပြီးတော့ခန္ဓာကိုယ်အရွယ်အစားကြီးမားတဲ့အတွက်မြေကြီးပေါ်မှာခြေရာအကြီးကြီးတွေကျန်နေခဲ့တတ်ပါတယ်သူမဟာ player ကိုအဝေးကြီးကနေစောင့်ကြည့်နေတတ်ပြီးတော့သူမအနာကိုသွားရင် game က crash ဖြစ်သွားတတ်တယ်လို့လည်းဆိုပါတယ်သူမကိုစတင်တွေ့ရှိခဲ့တာကတော့ကောင်လေးတယောက်သူ့ရဲ့ဖွားကွန်ပျူတာမှာ Minecraft version ကို rendering distance အနှိမ့်ဆုံးနဲ့ဆော့ရာကနေတွေ့ခဲ့တာပဲဖြစ်ပါတယ်Herobrine လိုမျိုးအစ်စ်လားအတူလားယနေ့အချိန်ထိမသေးခွေတဲ့ horror entity တစ်ကောင်ဆိုရင်လည်းမမှားပါဘူး Giant Alice ရဲ့ဖြစ်ပေါ်လာပုံကတော့အများကြီးရှိပေမဲ့အဖြစ်နိုင်ဆုံးတစ်ခုကိုပြောပြပါမယ် Steve နဲ့ Alice ဆိုတဲ့တငယ်ချင်းနှစ်ယောက်ရှိပါတယ်တနေ့မှာ Alice ကို Herobrine ကဖမ်းသွားပြီးတော့ဆေးရည်တစ်ခုတိုက်ခဲ့ပါတယ်ဆေးရည်ကြောင့် Alice ကအခုလိုကြီးမားသွားပြီးတော့ Herobrine ရဲ့အစီကံတယောက်ဖြစ်သွားပါတယ်ဒါကိုသိတော့ Steve ကသူ့တငယ်ချင်းကိုကယ်ဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူးတချို့ story တွေမှာတော့ Steve ကပါ Giant Steve ဖြစ်သွားတယ်လို့ပြောကြပါတယ်
တချို့ story တွေမှာလည်း Alex က Steve စီပြန်လာနိုင်ခဲ့ပေမဲ့ခင်ဗျားတို့ရဲ့သူမကတော့ခင်ဗျားတို့စီဘယ်တော့မှပြန်မလာပါဘူး Number 4 Giant Steve Giant Steve က Giant Alex နဲ့ဆင်တူပါတယ်သူလည်းပဲတကူလုံးသွေးတွေပေးရနေပြီးနတ်မောင်နဲ့စံကေတာမဟုတ်တဲ့နတ်မောင်နဲ့မျက်လုံးတွေရှိပါတယ် Giant Steve နဲ့ Giant Alex ကို Minecraft version 1.12.1 မှာ 2 chunks နဲ့ဆော့ရင်တွေ့နိုင်တယ်လို့ပြောကြပါတယ် Giant Steve ရဲ့ဖြစ်ပေါ်လာပုံကတော့ Giant Alex ကိုကယ်ဖို့ကြိုးစားရင်က Hero Brian ကလှုပ်လိုက်တာလို့ပြောကြပါတယ်နံပါတ်5 The Loneless Steve The Loneless Steve ကိုတော့ခြေထောက်ရှည်ကြီးနဲ့မျက်နှာမပါတဲ့ Steve လို့လူသိများကြပါတယ်သူ့မှာတော့တခြားလက္ခဏာတွေသိမရှိပေမဲ့ပုံစံကြည့်တာနဲ့တင်ကြောချမ်းစရာကောင်းပါတယ်သူ့ကို Minecraft 1.60.1 လောက်မှာတွေ့နိုင်တယ်လို့ပြောကြပါတယ်သူ့ရဲ့ဖြစ်ပေါ်လာပုံကတော့ Steve က glitch တစ်ခုဒါမှမဟုတ်ဘယ်မှမသိတဲ့ကြီးစားတစ်ခုကြောင့်ဖြစ်လာတာလို့ဆိုပါတယ်ကဲဒီနေ့အလိုက်စာပြောပြသွားတာကတော့ Minecraft ထဲကနာမည်ကြီး horror entity တွေအကြောင်းနဲ့သူတို့ရဲ့ဖြစ်ပေါ်လာပုံတွေပဲဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်